ရှင်ကျမနိုးပါငပြင်းချက်နည်းများနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့စံလုံးညိုရည်ငချိတ်ရည်ကိုရောပြီးတော့တက်ချက်လို့ချက်မှာဖြစ်ပါတယ်တက်လို့ဆိုရင်လည်းကျမပရိုတင်းနဲ့အများကြီးရအောင်ပဲပြားတွေအများကြီးထည့်ထားပါတယ်ပြီးတော့ပဲသီးရယ်မှုရယ်ပဲစီစိမ်းရယ်ထည့်ပါတယ်ဒါကတော့မပါမဖြစ်ခန်းချင်သည်ပြီးတော့ဒီအပိုင်းဥကချောင်းလေးနဲ့ဆိုးချင်နေတာနဲ့ချက်သွန်းနေအများကြီးထည့်လိုက်ပါတယ်ပြီးတော့ချက်သွန်းဖြူထည့်တယ်ဟောကျမတမင်အိုလေးဘလောက်လာတယ်ရတာတော့ထုံးစံတိုင်းပဲညံ့ပြိုင်စီထည့်တယ်နန်းလေးတင်းသွားအောင်အန်းစီနဲ့ရေကောင်းလေးထည့်လိုက်ပါတယ်ရှင်ပြီးတော့ရေကိုလိုသလောက်ထည့်ပြီးထည့်လိုက်ပါတယ်တမင်ကိုတည်ခဲ့ပြီးတော့ဥစပိန်စီရလိုက်ကြည့်တယ်ဒီနေ့ရသည်ဥတုကတအားတရတော့ရှင်ကျမတို့အိမ်ပြန်ရောက်တော့ထမင်းကချက်နေပြီးအဲ့တော့ထုံးစံတိုင်းဟိုလန်ဒီလန်ဟိုလောဒီလောပေါ်ရှင်မွေနောက်ပြီးတော့ကိုရီးယားဟင်းရွယ်ကြီးမုံလို့စင်းထည့်လိုက်ပါရှင်ပြီးတော့စက်မွေအရောင်အင်တန်မှတော့ရှင်စက်တွေနွမ်းသွားပြီဆိုရင်စားလို့ရပါပြီဒါကျမတို့တော့ပါဒါတော့ကျမတို့ပါရှင်ချက်မင်းနက်ကလေးပေါ်မှာနမ်းဖြူလေးဖြူရင်းကြီးလေးညစ်ပြီးရစားပါရမယ်ဆုံးထိချစ်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဦးမယ်ဒီနေ့တော့တက်တာ